မြန်မျိုးကားတွေအတွက်ပတ်စံ900ရှိုံနဲ့အရသာရှိရှိဝင်ထိုင်စားလို့ရမယ်အပြင်ဖွင့်လာတာနှစ်ပေါင်း20ကျော်ရှိပြီဖြစ်တယ်။မော်လမြိုင်တီတီမြိုင်ကျောင်းရှိရာဒီအရန်ကြိုက်လို့အမြဲစားဖြစ်နေတဲ့အကားဆိုရတူရှိဆိုင်လေးကိုဒီကခေါ်သွားပေးပါမယ်နော်။ကားဆိုင်မှာကတော့တူရှိတစ်မျိုးပဲရတယ်။တူရှိကိုမှကြက်ဥနဲ့ဆိုရင်တော့1300မျိုးဆိုရင်တော့တစ်ချက်900ပေါ့နော်။ဘာလို့ဒီဆိုင်လေးမှာပဲအမြဲစားဖြစ်လဲဆိုရင်ပဲဟင်းကြလို့လည်းပြောလို့ရတယ်။ပဲဟင်းကတော်တော်လေးကိုကောင်းနေပေါ့နော်။တခြားတူရှိဆိုင်တွေမှာရတဲ့ပဲဟင်းလိုမျိုးမဟုတ်ပဲနဲ့အကားရဲ့ပဲဟင်းရပေါ့နော်။တစွန်းစားလိုက်နဲ့တတိမိမိနေနဲ့ပြင်းနေနေနဲ့စားကောင်းတယ်။အကားကလည်းတဘောအရန်ကောင်းပါတယ်။ဒီကတော့အကားဆိုင်ကိုရောက်ပြီဆိုတူရှိရတစ်ချက်တည်းနဲ့မပြီးတော့ဟုတ်တင်းနေအောင်3-5ချက်ကိုစားတယ်ပေါ့နော်။အဲ့လိုမျိုးစားချင်တယ်ဆိုရင်တယောက်ပတ်စံ9000လောက်ပါသွားရင်ရပါပြီ။ဒီဆိုင်လေးကိုပဲချိန်ဒီမှာသွားလို့ရတယ်ဆိုရင်တူရှိစားချင်လို့လည်းသွားလို့ရတယ်။ပြီးတော့ပြတ်သုံးလက်323ဖြစ်နေပြီဘတ်ဂျက်ကလည်းမရှိတော့ဘူး။ဘာရလဲတင်းလေးစားချင်တယ်အရသာအရှိလေးစားချင်တယ်ဆိုရင်အကားဆိုင်ကိုနာသွားပေါ့နော်။ဒီကတူရှိစားရင်ပဲဟင်းနဲ့တို့စားရတာကြိုက်တယ်လို့မျိုးအခုလိုမျိုးမကြီးနှစ်ဆိုရင်လည်းအရန်ကြိုက်တယ်။အကားဆိုင်ရမကြီးနှစ်ရတော်တော်လေးကိုထိမိခွေပေါ့နော်။ဒီနေ့ဒီတော့ကတော့အကားဆိုင်မှာပတ်စံ9200နဲ့ဘာစားခဲ့လဲဆိုရင်အခုလိုမျိုးတူရှိပေါ့နော်ကြက်ဥတူရှိပါဒီကတော့ကြက်ဥတူရှိဆိုရင်တကြားဖြူတယ်ဒီအတော်ကတော့တကြားမဖြူပဲနဲ့ကြက်ဥသက်သက်ပေါ့နော်အဲ့ဒါအောင်မှတယောက်တစ်ခုလိုက်ပွဲယူပြီးတော့တယောက်2ခုနဲ့စားခဲ့ကြပါတယ်ရှင်ရိုးတူရင်းကတော့အကားရဲ့ပဲဟင်းဝင်ကြိုက်လို့လိုက်ပွဲပါထပ်တောင်းလိုက်ပါပြီရှင်အကားဆိုင်ရောက်ပြီဆိုရင်တော့ပဲဟင်းကတော့လိုက်ပွဲမယူရင်တော့ရာဇဝင်ရိုင်းသွားမှာပေါ့နော်ဒါမှမဟုတ်လေအခုဗီဒီယိုကြည့်နေသူတွေထဲမှာမော်လမြိုင်မျိုးကားသူတွေပါတယ်ဆိုရင်ဒီဆိုင်လေးမှာတစ်ခါတော့စားကြည့်ပါဦးနော်မော်လမြိုင်မျိုးကားသူတွေမဟုတ်ဘူးဆိုရင်လေမော်လမြိုင်ကူလာလေဖြစ်ခဲ့ရင်ဒီဆိုင်လေးမှာဝင်စားကြည့်ပါနော်ပြီးတော့အတန်းကြိုက်တဲ့သူတွေအနေနဲ့မစားခင်လက်စီချင်နေဆိုရင်အကားဆိုင်မှာလည်းရေရှိတယ်လို့မျိုးလုံးရှုံးမှာဆိုလို့ဆိုပြီးတော့ဒီလိုမျိုးပဲအိမ်ကနေရေတန့်ဘူးလေးတွေတည်ခဲ့ရင်လည်းရတယ်စားခင်ကိုရေတန့်ဘူးကရေလေးနဲ့ပဲလက်စီပြီးတော့တစ်ခါစားလို့ရပါတယ်ရှင်။ဒါဆိုရင်တော့ဗီဒီယိုလေးကိုဒီထိရောက်ကြည့်လာပြီးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။နောက်ဗီဒီယိုမှာပြန်လည်ဆုံကြမယ်နော်။အားလုံးပဲဒါပါ။